မှားတာပြဿနာမဟုတ်ဘူးလူတိုင်းကစိတ်တက်တိုက်ပွဲကိုနေ့စဉ်တိုက်နေရတယ်စိတ်ညစ်တာစိတ်တက်ကြတာတခါတလေအဝေးတနေရာကိုထွက်ပြေးသွားချင်တာကို Facebook အကောင့်ကို deactivate လုပ်ပြီးနေလိုက်ချင်တာမျိုးတွေဖြစ်တယ်ဘဝမှာအကြည်တက်ရဖို့ဆိုတာခက်တယ်အထူးသဖြင့်ကျွန်တော်တို့နေထိုင်နေတဲ့ယဉ်ကျေးမှုကာချာမှာပါဒီနိုင်ငံရေးစီးပွားရေးဒီလိုခိုးဆိုးလူဝတ်တွေများနေတဲ့နေရာမျိုးမှာပေါ့အခုလုပ်လို့ရတာကတော့ cultural escape လုပ်တာပါပဲတခြားသူရဲ့အထင်မြင်တွေကိုယ်ခံစားချက်ပေါ်လွှမ်းမိုးမှုမရှိအောင်အာယုံရေးကြီးတယ်ဒီအာယုံကကိုပြောပြီးငွေရတဲ့အလုံးမှာ100%ထားဖို့လိုတယ်ဒီအလုံးမရှိသေးရင်လစ်လာရမှာကိုတာဝန်ပဲပေါင်းတဲ့လူတွေဂယူးဆိုင်ဖို့လိုတယ်ကိုယ့်ရဲ့အကောင်းဆုံးပုံစံနဲ့မိနစ်တိုင်းကိုနေသွားဖို့လိုတယ်ကိုထိတ်ချုံမရနိုင်တာတွေအစားထိတ်ချုံနိုင်တာတွေကိုပဲအာယုံဆိုင်လှုပ်ဆောင်ဖို့100%ကိုတာဝန်ယူဖို့အစွမ်းကုန်ယူသားဖို့တစ္ဆာရှိဖို့ပဲဒါတွေကတော့2020 limitless story ကိုပဲလူတိုင်းက perfect မဖြစ်ဘူး childhood trauma တွေတပုံကြီးပါခဲ့တယ် healing မလုပ်တတ်ရင်တဘဝလုံးလူဖြစ်ရှုံသွားနိုင်တယ်မှားတာပြဿနာမဟုတ်ဘူးစမ်းသပ်မှုတိုင်းမှာအမှားရှိမှာပဲအမားကနေသင်ခန်းစာယူပြီးကိုဘာရှင်း upgrade လုပ်နိုင်ဖို့ကပန်းတိုင်ပဲ